Microsoft Office 2021 Home and Business License ထည့်ပြမှာပေါ့နော် License ထည့်ဖို့အတွက်လိုအပ်တာတွေကတော့ပထမဆုံး License Key လိုမယ်ပေါ့နော်ဒီ License Key ကတော့ကျွန်တော်တို့ရှိမှာဝယ်လို့ရပါတယ်ပြီးတော့ဒီ Microsoft ဒုတိယလိုအပ်တာ Microsoft အကောင့်ပေါ့နော်ဒီအကောင့်ကတော့ဒီကိုယ့်ရဲ့ကိုယ်ပိုင်အကောင့်ဖြစ်တာပိုကောင်းနေပေါ့နော်ဘာလို့ဆိုတော့ဒီ License Key ကဒီကိုယ့်ရဲ့ Microsoft အကောင့်မှာချိတ်ဆက်သွားမှာဆိုတော့လေနောက်ပိုင်းကျရင်လည်းဒီ license activate လုပ်တဲ့အခါဒီ Microsoft အကောင့်နဲ့ပဲ sign in ဝင်ပြီးတောင်းမှာဆိုတော့ဒီ Microsoft ကကိုယ်ပိုင်အကောင့်ဖြစ်ဖို့လိုပါတယ်တတိယလိုအပ်တာကတော့ internet connection ပါအဲဒါဆိုတော့ကျွန်တော်တို့စလိုက်ပါမယ် Safari ကိုဖွင့်ပါပြီးရင် setup.office.com ဆိုတဲ့ website လေးကိုသွားပါဆိုတော့ဒီ website လေးရောက်လာပါမယ်ဒီ website ရောက်တဲ့အခါကျရင် sign in ကိုနှိပ်ပါဒီနေရာမှာ Microsoft အကောင့်မရှိသေးရင်တော့ create a new account ဆိုပြီးတော့ account သစ်ဖွင့်ရမယ်ပေါ့နော်ဖွင့်ပြီးရင်လည်းကိုယ့်ရဲ့ account နဲ့ password ကိုတော့သေချာမှတ်ထားပေါ့နော်ဒီမှာတော့ကျွန်တော် account ရှိပြီးသားဆိုတော့ sign in လေးပဲသွားလိုက်ပါမယ်ပြီးရင်ကျွန်တော်တို့ account ကိုထည့်ပါပြီးရင် password ထည့်ပါsign in နှိပ်ပါ yes နှိပ်ပါဒါဆိုရင်ကျွန်တော်တို့ account ဝင်ပြီးသွားတဲ့အဆင့်ပြီးပေါ့နော် step 2အနေနဲ့ကျွန်တော်တို့ဒီ license key ထည့်ရမယ်ပေါ့နော် key ဆိုရင်ဒါကျွန်တော်တို့ရှိရဝယ်ထားတဲ့ license key လေးကိုထည့်ပေးရပါမယ်ဒီမှာတော့ကျွန်တော်ဒီ license key လေးသုံးပါပါ copy paste ပြီးရင်သူ loading လေးဆွဲနေတာခဏစောင့်ပေးပါဟောဒါဆိုရင်တော့ရပါပြီအဲ့က region ကတော့ဒီ United States ပဲပါလာဆို United States ကိုယူပေးပါပြီးရင် next နှိပ်ပေးပါပြီးရင် confirm လေးနှိပ်ပေးပါဒါဆိုရင်တော့ဒါကျွန်တော်တို့ရဲ့ Microsoft account ထဲမှာ license key လေးဝင်သွားပြီဖြစ်ပါတယ်အဲ့တော့ဆိုတာကျွန်တော်တို့ရဲ့ Microsoft account က license ဖြစ်သွားဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ဒီကျွန်တော်တို့အသုံးပြုထားတဲ့ဒီ Microsoft account လေးရဲ့ email address နဲ့ password ကိုလုံးဝမမေ့ဖို့လိုပါတယ်မေ့သွားရင်သင်ရဲ့ license ဆုံးရှုံးမှာဖြစ်တာမို့လို့ဒီ account email address နဲ့ password ကိုလုံးဝမမေ့ဖို့တော့သတိပေးပါရစေဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်တို့ account ထဲကို license ဝင်သွားပါပြီအဲဆိုကျွန်တော်တို့ဒီမှာ install လေးကိုနှိပ်ပါမယ်ပြီးရင် install ကိုဆက်နှိပ်ပေးပါallow နှိပ်ပေးပါဒါဆိုတော့သူ download နေပါပြီဒီ Microsoft Office 2021 Home and Business Software Installer လေး down နေရပါတော့ဒီ download တဲ့အချိန်ကတော့သူ့ရဲ့သုံးတဲ့သူရဲ့ internet speed ပေါ်မူတည်ပြီးတော့အနည်းမြန်กว่าနိုင်ပါတယ်ဒီနေရာမှာတော့ကျွန်တော် down တာနည်းနည်းကြာမှာမလို့ကျွန်တော်နည်းနည်းမြန်လေးရှင်းပြလိုက်ပါမယ်ပြီးသွားပြီပေါ့နော် software download တာပြီးသွားရင်ဒီ software download တာကို right click ထောက်ပြီးတော့ show in folder ထဲမှာကြည့်လိုက်ပါ finder ထဲမှာကြည့်ပြီးတော့ကျွန်တော်တို့ဒီ file လေးကိုdouble click လေးနှိပ်ပြီး run လိုက်ပါဗျခါကြရင် software installation wizard လေးတက်လာမယ် continue နှိပ်ပေးပါ continue နှိပ်ပေးပါ agree နှိပ်ပေးပါဒီအပေါ်က install for all user on this computer ပဲနှိပ်လိုက်ပါ continue နှိပ်ပါ install နှိပ်ပါ close application install နှိပ်ပေးပါဒီနေရာမှာကိုယ့်ရဲ့ computer password ကိုထည့်ပေးပါokay နှိပ်ပေးပါဒီ
loading လေးပြီးအောင်စောင့်နေဖို့လိုပါတယ် loading လေးမပြီးဘဲနဲ့မပိတ်လိုက်ပါနဲ့ဒါဆိုရင်တော့ဒါကျွန်တော်တို့ installation ပြီးသွားပြီပေါ့နော် close နှိပ်လိုက်ပါပြီးဒါတော့ဟိုကျွန်တော်တို့ download ထားတဲ့ installer file လေးကို trash ရွှေ့မလားပေါ့နော်ရွှေ့လိုက်မယ်ကျွန်တော်ကတော့အဲဆိုရပါပြီအဲ့ကကျွန်တော်တို့ရဲ့ application list ထဲမှာဒီ work excel တွေရောက်သွားတော့ပြီပေါ့နော်ရောက်နေပါပြီဒီမှာ application များမှာ excel တွေ work တွေ powerpoint တွေ outlook တွေရောက်နေပြီပေါ့နော်ကျွန်တော် work လေးကိုဖွင့်လိုက်မယ်ဒါဒီပဲလောက်ရမယ်အဆင့်ပေါ့နော်software 5ခုစလုံးဝင်ပြီးလုပ်ကြမလို့သူတခုတည်းဝင်ပြီး account ဆန္ဒကျွန်တော် license key ထည့်ခဲ့တဲ့ account လေးနဲ့ဝင်လိုက်တာနဲ့အဒီပဲဖြစ်ပြီပေါ့နော် start using work ဒီနေ့မှာဆိုကျွန်တော်တို့ activate တောင်းနေပေါ့နော် license က activate မဖြစ်သေးဘူးဒီ blank document ကိုနှိပ်လိုက်ရင်လည်းသုံးလို့ကိုမရသေးဘူးရတယ်တော့ဒီမှာ license activate ဖို့ပြောနေပေါ့နော်အဲ့ကကျွန်တော်တို့ဒီ activate ကိုနှိပ်လိုက်ပါခါကျရင်ကျွန်တော်တို့ကlicense ရှိပြီးသားမလို့ဒီအောက်ကတစ်ခုကိုရွေးလိုက်ပါ sign ကိုနှိပ်ပါပြီးရင် Sona ကကျွန်တော်တို့ဒီ license key နဲ့ bind လုပ်ထားတဲ့ Microsoft account ကို sign ဝင်ရမှာပါတော့ Windows လို့မဟုတ်ဘဲနဲ့ Mac မှာကျတော့ key တိုင်းထည့်လို့မရဘဲနဲ့ license key ကိုMicrosoft account မှာပဲ join ပြီးမှ Microsoft account အနေနဲ့ဝင်ရတာပါဒါကြောင့်မလို့မိတ်ဆွေရဲ့ license နဲ့ license ချိန်ထားတဲ့ Microsoft account ရဲ့ address နဲ့ password ကမမေ့ဖို့အရေးကြီးတာပါရပါပြီ next ကိုနှိပ်ပေးပါ no ရွေးပါ access ကိုနှိပ်ပါ done ကိုနှိပ်ပါ start using what ကိုနှိပ်ပါဒါဆိုရင်တော့ရပါပြီကျွန်တော်ရဲ့Office 2021 Home and Business ကိုအောင်မြင်စွာ activate လုပ်ပြီးပါပြီဒီမှာဆိုရင်ကျွန်တော်တို့ဒီ about Microsoft Word ထဲမှာကြည့်ရတဲ့ဒီ license ကဒီ email address မှာ register လုပ်ထားပါတယ်ဆိုတာမျိုးပေါ်နေပါတယ်ကျွန်တော်တခြား Excel PowerPoint တွေလည်းစစ်ကြည့်လို့ရပါပြီ။သူက Word မှာ activate လုပ်ပြီးရတဲ့ Excel တွေ PowerPoint တွေမှာလည်းအလိုလို activate ဖြစ်သွားပါပြီ။တစ်ခုချင်းလိုက်လုပ်ဆရာမလိုတော့ပါဘူး။ PowerPoint နဲ့ about PowerPoint ကိုကြည့်ပါ။ဒီမှာဆိုလည်းပေါ်နေပြီပေါ့နော်။သူရဲ့register လုပ်ထားတဲ့ email account လေးExcel တွေက about Microsoft Excel ကိုစစ်ကြည့်ပါ။မှာဆိုလဲပေါ်နေပြီပေါ့နော်။ဒါဆိုရင်တော့ဒီ Office 2021ကိုအသုံးပြုလို့ရပြီဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။